ကိုကအရန်တန်မှုကြီးတယ်အသေးတွေခဏခဏကွေးတယ်ယုံကြည်မှုတွေကိုခဏခဏချိုးဖျက်ခံခဲ့ရတဲ့အခါဘယ်စိတ်နဲ့နေရမလဲနေကံကောင်းတဲ့သူငါ့ကိုရမှာဆိုတဲ့စိတ်နဲ့နေပါလို့မှာချင်လာတယ်လွန်ခဲ့တဲ့လအနေငယ်လောက်ကအမအလုပ်တွေလိုက်လျှောက်ဖြစ်တယ်ငါရနိုင်ပါမလားဆိုတာထက်ငါစူးစမ်းမှုနဲ့ထပ်တန်မဲ့လုပ်ငန်းရှင်ကဘယ်သူဖြစ်မလဲဆိုတဲ့စိတ်နဲ့ဘယ်နေရာမှာအလုပ်ရမလဲဆိုတာကိုသိစိတ်ဝင်စားခဲ့တာကိုကဘလောက်အနေအထားထိငါလုံနိုင်နေဆိုတဲ့ယုံကြည်ချက်တစ်ခုနဲ့ရည်တည်နေတဲ့သူကိုကသိချစ်တတ်တယ်ကိုကဖြည့်ဆည်းပေးရတဲ့ဘက်မှာပဲနေချင်တာကိုဘက်ကပဲအကုန်လုပ်ပေးချင်တာကိုကချစ်ကိုချစ်ပေးချင်နေတာအဲ့ဒီတော့ကိုစီကချစ်ချင်းမြတ်တာတွေကိုရဲ့ပေးဆက်လူချင်းတွေကိုလက်ခံနိုင်မဲ့လူကတော်ရုံဖြစ်လို့မရဘူးဟုံးကအတော်လေးထူးတဲ့သူမှသာကိုချစ်ချင်းကိုမြင်နိုင်မှာပါကိုမြတ်တာကိုလက်ခံလို့ရမှာအဲ့ဒီတော့လွဲချော်သွားတိုင်းမှာသူတို့ဟာကိုနဲ့မထိုက်တန်သေးလို့ဆိုတာမျိုးအမြဲသိထားရမယ်ကိုကတန်မိုးသိပ်ကြီးလို့လူတိုင်းနဲ့မတန်ပါဘူးအတူအယောင်ဆိုတာနဲ့အလိုလိုအနာကနေလွင့်သွားမှာပဲစစ်မှန်ခြင်းရဲ့ဆုလက်ကိုတော်ရုံလူကခံစားလို့မရဘူးဘာလို့လဲဆိုတော့မထိုက်တန်လို့ပါပဲတမိုးတစ်ခုကိုသိနိုင်တဲ့အကဲဖြစ်နိုင်တဲ့စွမ်းရည်တစ်ခုသူတို့မှမရှိကြဘူးတမိုးဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ဖို့အဆင့်လည်းမမိကြဘူးအမကတော့လေကြံနေခဲ့ရတာကိုကျေးဇူးတင်စေခြင်းနဲ့ချမ်းပေးခဲ့တာကိုဝမ်းသာစေခြင်းနဲ့စပြီးကြိုးခိုင်းလိုက်တဲ့သူကကိုယ့်ဘက်ကမဟုတ်ခဲ့ဘူးဆိုတဲ့အချက်လေးတစ်ခုနဲ့ဒီ relationship အပေါ်မှာဘလောက်အထိတာဝန်ကျေခဲ့တယ်ဆိုတာနားလည်လို့ရနေပါပြီတန်မိုးအရန်မြင့်ပြီးအယောင်တလက်လက်တောက်ပနေတဲ့စိတ်တစ်ခုကိုတော်ရုံလူကပိုင်ဆိုင်မှုအခွင့်အရေးဘယ်ရှိမှာတော့တူရဟာတန်ရာစီပဲသွားတယ်ကိုကတန်မိုးသိပ်ကြီးလို့တန်မိုးသိတဲ့လူကပဲကိုစီမြဲဖို့ကြိုးစားမှာပါကိုအနာကထွက်သွားခြင်းနဲ့ဆိုကြတဲ့ကသူတို့ကကိုယ့်ရဲ့အရှင်အဝါကိုလက်မခံနိုင်ကြလို့ပါပဲ